ကြောင့်မိုးလိုက်တဲ့ဆိုရင်ကွာတို့ချစ်သူပြောတကားလေးတွေပြန်ကြမိလေတာတသိရှိစွာရင်ဆိုင်ကြဖို့တို့ဆုံးဖြတ်ချင်တာ